ဆယ်လမွန်ငါးတွေရဲ့အိမ်အပြန်ခရီးဟာဒီလောက်ထိကြမ်းတမ်းခဲ့တယ်။ဆယ်လမွန်ငါးတွေဟာတစ်တောအုပ်တွေကြားကမိုးမြစ်တိမ်မြစ်တွေမှာမွေးဖွားလာကြပြီးအရွယ်အသင့်တင်ရောက်လာချိန်မှာတော့သူတို့ရဲ့နှလုံးသားစရာအတိုင်းကျေပြောလာတဲ့ပင်လယ်ပြင်ကြီးစီကိုစတင်ထွက်ခွာခဲ့ကြတယ်။ပင်လယ်ပြင်ကြီးစီရောက်ချိန်မှာတော့သူတို့ရဲ့ခန္ဓာကိုယ်ကြီးထွားလာပြီးအယောင်တွေလည်းပြောင်းလဲလာခဲ့တယ်။သူတို့ရဲ့ဘဝတစ်သက်တာလုံးနီးပါးပင်လယ်ပြင်ကြီးစီမှာနေထိုင်ပြီးချိန်မှာတော့သူတို့ရဲ့အိမ်ပြန်ရမယ့်အချိန်ကိုရောက်ရှိလို့လာခဲ့ပါတယ်။ဒီလိုနဲ့သူတို့ရဲ့မျိုးဆက်တွေကိုပြန်လည်မွေးဖွားဖို့အတွက်အိမ်အပြန်ခရီးကိုစတင်ခဲ့ကြပေရတယ်။အပြန်ခီးရဲ့ပထမဆုံးအခက်အခဲကတော့မြစ်ဝနဲ့ပြင်လယ်ပြင်ရဲ့ပေါင်းဆက်စီးဆင်းနေတဲ့ရေဆန်ကိုစံတက်ပြီးမိုင်ပေါင်း4000ချီဝေါ်တဲ့ခီးကိုစတင်ရတာပဲဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့ကြောက်ဆောင်ကြောက်ခဲတွေလူတရက်စာထမ်းမြင့်တဲ့ရေတံခွန်တွေကိုခုံကျော်တက်ခဲ့ရပါတယ်။ဒါအပြင်လန်ခီးတစ်လျှောက်မှာဝက်ဝင်လင်းယုံနဲ့အခြားသားရဲတွေးဆန်တွေရဲ့ဖမ်းယူစားတောက်ခြင်းကိုလည်းခံရပါတယ်။ငါးဖမ်းသမားတွေနဲ့အပျော်တမ်းငါးဖမ်းသမားတွေကြောင့်လည်းရှင်တန်မှုရာခိုင်နှုန်းနဲ့ပါလာခဲ့ပါတယ်။ဒီလိုအခက်အခဲနဲ့ရင်ဆိုင်ခဲ့ရတာကြောင့်လေကောင်းတို့ရဲ့10ရာခိုင်နှုန်းသာအိမ်ပြန်ရောက်ခဲ့ကြပါတယ်။အိမ်ပြန်ရောက်ပြီးမှာတော့လေကောင်းတို့ရဲ့မျိုးဆက်တွေကိုမွေးဖွားခဲ့ပြီးသူတို့ရဲ့ဘဝဟာအဆုံးသတ်သွားပါတော့တယ်။အခုလိုတိရစ္ဆာန်လေးတွေအကြောင်းနေ့စဉ်တင်ဆက်ပေးနေတာဖြစ်လို့စိတ်ဝင်စားတဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like and follow လုပ်ခဲ့ကြပါဗျ။